ငလင်ပြီးရဲ့နောက်ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့လက်နက်ကိုင်တွေအတိအကျကြီးညာကြပါတယ်စစ်တပ်ကလည်းအတိအကျကြီးညာပါတယ်ဒါပေမဲ့စစ်တပ်ဟာစာရွက်ပေါ်မှာပဲအတိအကျပြီးမြေပြင်မှာတော့အဆက်မပြတ်ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်ဒီဘက်ကစာတင်ကြောင်းပေါ်ဘုံကျဲမှုဟာပြည်သူတွေရဲ့စိတ်နှလုံးကိုအလွန်ပဲညှိုးချုံးစေခဲ့ပါတယ်ဒီလိုဘုံကျဲမှုတွေကိုစစ်တပ်မှဘယ်သူတွေအမိန့်ပေးနေပါသလဲအာဏာသိမ်းသားကတော့လေကြောင်းပစ်ကူကိုစစ်တပ်ကတိတ်ပြီးမတုံးခဲ့ပါဘူးလက်နက် KN မပြည့်စုံတဲ့ PDF တွေကိုသူတို့အနိုင်ရမယ်ထင်ခဲ့လို့ပါဒါပေမဲ့စစ်တပ်မှအကြအဆုံးတွေများလာတဲ့အခါမှာတော့လေရင်ပစ်ကူကိုတုံးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်အဲ့ဒီအချိန်ကလေရင်တွေကိုအသုံးပြုဖို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်တိုက်ရိုက်အမိန့်ပေးပါတယ်ဒါပေမဲ့စစ်ကောင်းဆောင်အစည်းအဝေးတွေဝင်နေချိန်ဖျားသွားကြောင်းတက်လုံနေတဲ့အချိန်တွေဆိုဒီကြောင်းပစ်ကူတောင်းလို့မရခဲ့ပါဘူးMI-70 လို့ရဟန်းရင်သုံးဖို့အတွက်တောင်စစ်ကောင်းဆောင်ရဲ့ခွင့်ပြုမိန့်ကိုစောင့်ခဲ့ရပါတယ်တခါတော့စစ်ကောင်းဆောင်ဖျားထိတည်နေတဲ့အချိန်လေကြောင်းပစ်ကူတောင်းလို့မရခဲ့ပဲစစ်စခန်းတစ်ခုကျသွားခဲ့ရပါတယ်ဒီအတွက်ဒုချုပ်စိုးဝင်းကအကြီးအကျယ်ပေါက်ကွဲခဲ့ပြီးအဲ့ဒီကြောင်းကိုကာချုပ်ပြန်သိတဲ့အခါမှာတော့လေကြောင်းပစ်ကူတွေကိုဒုချုပ်စိုးဝင်းကိုယ်တိုင်ဆုံးဖြတ်လုပ်ကင်ဖို့ခွင့်ပြုပေးခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာလည်းစစ်ကောင်စီတပ်တွေနေရာစုံမှာအကြဆုံးများခဲ့ပြီးတပ်စခန်းတွေကိုလည်းအများပြားလက်လွတ်ခဲ့ရပါတယ်ဒါကြောင့်လေကြောင်းပစ်ကူအသုံးပြုခွင့်ကိုတိုင်းမှုတွေကိုယ်တိုင်လီတပ်နဲ့ချိတ်ဆက်လုပ်ကင်ဖို့ခွင့်ပြုပေးခဲ့ပါတယ်မြန်မာစစ်ဖက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့လေ့လာတွေးရှိချက်တွေရဆိုရင်ကျေပြန့်လာတဲ့စီရေးချီတွေကြောင့်တပ်မမှုတွေနဲ့မြေပြင်တပ်မှုအဆင့်အထိကိုလေကြောင်းပစ်ကူရယူနိုင်တယ်လို့သိရပါတယ်မဟာဗျူဟာအဆင့်နိုင်ငံအနှံ့လေကြောင်းစစ်စင်ရေးတွေကိုတော့ဒုတက်ချုပ်နှီးနိုင်ကိုကဲရေးမှုကြီးရေးလေစစ်စင်ရေးအထူးအဖွဲ့မှုတွေနဲ့စစ်ဦးစီးအရာရှိချုပ်လီတို့ပါဝင်တဲ့ကာကွယ်ရေးဦးစီးချုပ်ယုံကြီးပူးတွဲစစ်စင်ရေးကိုကဲမှုဌာန Joint Operation Command JOC ကဦးစီးလှုပ်ဆောင်နေစေဖြစ်ပါတယ်လက်ရှိမှာစစ်တပ်ဟာ YEP 130 K8 နဲ့ FTC 2000G လေယာဉ်တွေကိုအဓိကအသုံးပြုနေတယ်လို့GF-70, MiG-29 နဲ့ F-7 လေယာဉ်တွေကိုလည်းအလင်းသင့်တယ်လို့အသုံးပြုနေပါတယ်စစ်ပောင်ကျဲလာပြီးတိုက်ခိုက်ရေးရဟတ်ယာဉ်တွေမလုံလောက်တာကြောင့်ဝိုင်းတွဲလိုတည်ယူပို့ဆောင်ရေးလေယာဉ်ကိုဘုံကျဲဖို့အသုံးပြုလာတယ်လို့ပါရာမော်တာလိုစက်တက်လေဒီတွေကိုပါအသုံးပြုတိုက်ခိုက်လာတာလည်းတွေ့ရမှာပါနိုင်ငံတော်ဝင်လေကြောင်းတိုက်ခိုက်မှုတွေကိုမကွေးလေတပ်စခန်းဌာနချုပ်တရားဦးလေတပ်စခန်းလေကြောင်းတပ်တင်လေတပ်စခန်းဌာနချုပ်ရှမ်းတဲနေပြည်တော်လေတပ်စခန်းတောင်ငူလေတပ်စခန်းနဲ့မော်ဘီလေတပ်စခန်းတွေကနေပြုလုပ်နေတာဖြစ်ပါတယ်စစ်ရှုံးကြီးရှုံးနေတဲ့စစ်တပ်ဟာအခုဆိုရင်နိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးစေးရုံစာတင်ကြောင်းသာသနာရေးအဆောက်အုံတွေပါမချမ်းဘုံကျဲလျက်ရှိနေပါတယ်တိုက်ပွဲမရှိဘဲနဲ့အရသားတွေပေါ်ဘုံကျဲတိုက်ခိုက်မှုတွေကိုတိုင်းစစ်ဌာနချုပ်နဲ့အောက်ခြေစစ်တွေကလုပ်နေတာမဟုတ်ဘူးလို့သိရပါတယ်ဒီလိုလူမဆန်တဲ့စစ်ရာဇဝတ်မှုတွေအတွက်တာဝန်ရှိဆုံးသူတွေကတော့မင်းအောင်နိုင်စိုးဝင်းနဲ့လေကျုပ်တို့ကစပြီးလေရင်မှုနဲ့လေရင်တက်ပြီးဘုံကျဲနိုင်ဖို့မြေပြင်ကနေကူညီလောက်ကင်နေသူတွေအားလုံးပါဝင်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်